for by any tailor မှာပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ share လုပ်ပေးသွားချင်တာကတော့ speaking pattern လေးတစ်ခုဖြစ်တဲ့ I have no idea အသုံးပြုပုံလေးပဲဖြစ်ပါတယ်ရှင်ဒီလိုမျိုးအသုံးဝင်တဲ့ speaking pattern usage နဲ့ grammar video လေးတွေကိုကြာခဏတင်ဆက်ပေးသွားအောင်မို့ channel လေးကို subscribe လုပ်ခဲ့ဖို့မမေ့ပါနဲ့နော် The phrase I have no idea is used to express that we do not know something at all. I have no idea speaking pattern ကိုကျမတို့တစ်စုံတစ်ခုကိုလုံးဝမသိတဲ့အကြောင်းဖော်ပြချင်တဲ့အခါမှာအသုံးပြုလေးရှိပါတယ်ရှင် It is used for expressing a complete lack of knowledge or understanding about a particular topic, situation or question. အကြောင်းအရာတစ်ခုခြေအနေတစ်ခုဒါမှမဟုတ်မေးခွန်းတစ်ခုခုနဲ့ပတ်သက်ပြီးဘဝတုတာဒါမှမဟုတ်နားလည်မှုအပြည့်အဝမရှိတဲ့အကြောင်းဖော်ပြခြင်းတဲ့အခါမှာအသုံးပြုပါတယ် It is used in informal conversations. I have no idea ကို informal အနေနဲ့အသုံးပြုလေးရှိပါတယ် I have no idea ရဲ့နောက်မှာတော့ what just a clause လိုက်ပါတယ်ရှင်မသိဘူးဆိုတဲ့အဓိပ္ပာယ်နဲ့သုံးချင်တယ်ဆိုရင်တော့ clause နဲ့မပေါင်းပဲ I have no idea ဆိုပြီးပြန်ဖြေလို့ရပါတယ်ရှင်I don't know အစား I have no idea ကိုအစားသုံးပြီးအသုံးပြုလေးရှိပါတယ်ရှင် I have no idea what you are talking about ပြောနေတာကိုငါလုံးဝနားမလည်ဘူး I have no idea what it is ဒါပမာလဲဆိုတာငါလုံးဝမသိဘူးပို့ပြီးရှင်းလင်းတော့အောင်ဥပမာစာကြောင်းလေးတွေကြည့်ကြရအောင်ဘိုးတူတာနယ်ပါလို့မသိရတဲ့ပတ်သက်ပြီးဥပမာစာကြောင်းလေးတွေအရင်ကြည့်ကြရအောင် I have no idea how to fit this ဒါကိုဘယ်လိုပြင်ရမလဲဆိုတာငါလုံးဝမသိဘူးနောက်တစ်ကြောင်းကြည့်ကြရအောင် I have no idea why he left သူဘာလို့ထွက်သွားလဲဆိုတာငါလုံးဝမသိဘူးနောက်တစ်ကြောင်းကြည့်ကြရအောင် I have no idea when the meeting starts အစည်းအဝေးဘယ်တော့စမလဲဆိုတာငါလုံးဝမသိဘူးစဝေးစဝါရှုပ်ထွေးမှုကိုဖော်ပြချင်တာနဲ့ပတ်သက်ပြီးဥပမာစာကြောင်းလေးတွေကြည့်ကြရအောင် I have no idea what this means ဒါဘာကိုဆိုလိုလဲဆိုတာငါလုံးဝမသိဘူးနောက်တစ်ကြောင်းကြည့်ကြရအောင် I have no idea who did this ဒါကိုဘယ်သူလုပ်လဲဆိုတာငါလုံးဝမသိဘူးအနာဂတ်အတွက်မတိကျမေးရမှုတွေကိုဖော်ပြချင်တာနဲ့ပတ်သက်တဲ့ဥပမာစာကြောင်းလေးတွေဆက်ပြီးကြည့်ကြရအောင် I have no idea what I will do after graduation ငါဘွဲရပြီးရင်ဘာလုပ်မလဲဆိုတာငါမသိသေးဘူးနောက်တစ်ကြောင်းကြည့်ကြရအောင် I have no idea where I will be in 5 years ငါ9နှစ်ကြာရင်ဘာမှရှိမလဲဆိုတာငါမသိဘူးနောက်တစ်ကြောင်းကြည့်ကြရအောင် I have no idea if I get the job ငါအလုပ်ရမလားဆိုတာငါမသိဘူးတယောက်ယောက်အကြောင်းကိုကကနနမသိပဲဖော်ပြချင်တာနဲ့ပတ်သက်တဲ့ဥပမာစာကြောင်းလေးတွေကြည့်ကြရအောင် I have no idea who she is သူမဘယ်သူလဲဆိုတာငါလုံးဝမသိဘူးနောက်တစ်ကြောင်းကြည့်ကြရအောင် I have no idea what he went သူဘယ်ကိုသွားလဲဆိုတာငါလုံးဝမသိဘူးနောက်တစ်ကြောင်းကြည့်ကြရအောင် I have no idea what he wants သူဘာကိုလိုချင်လဲဆိုတာငါလုံးဝမသိဘူးတခုခုအကြောင်းကိုကကနနမသိပဲဖော်ပြချင်တာနဲ့ပတ်သက်တဲ့ဥပမာစာကြောင်းလေးတွေကြည့်ကြရအောင် I have no idea how this machine works ဒီစက်ဘယ်လိုအလုပ်လုပ်လဲဆိုတာငါလုံးဝမသိဘူးနောက်တစ်ကြောင်းကြည့်ကြရအောင် I have no idea what this word means ဒီစကားလုံးဘာကိုဆိုလိုလဲဆိုတာငါလုံးဝမသိဘူးနောက်တစ်ကြောင်းကြည့်ကြရအောင် I have no idea where to start ဘယ်ကစရမလဲဆိုတာငါလုံးဝမသိဘူး I have no idea ရဲ့အသုံးပြုပုံလေးကိုပို့ပြီးမမိတော့အောင် recap အနေနဲ့ပြန်ကြည့်မယ်ဆိုရင် I have no idea speaking pattern လေးကိုကျမတို့တစ်စုံတစ်ခုကိုလုံးဝမသိတဲ့အကြောင်းဖော်ပြချင်တဲ့အခါမှာအသုံးပြုလေးရှိပါတယ်ရှင်အကြောင်းအရာတစ်ခုအခြေအနေတစ်ခုဒါမှမဟုတ်မေးခွန်းတစ်ခုခုနဲ့ပတ်သက်ပြီးဘိုးတူတာနားလည်မှုအပြည့်အဝမရှိတဲ့အကြောင်းဖော်ပြချင်တဲ့အခါမှာအသုံးပြုပါတယ် I have no idea ကို informal အနေနဲ့အသုံးပြုလေးရှိပါတယ်ရှင် I have no idea ရဲ့နောက်မှာ what just a clause လိုက်ပါတယ်ရှင် lack of knowledge ဘိုးတူတာနဲ့ပါလို့မသိဘူးဆိုရင် I have no idea how to fit this ဒါကိုဘယ်လိုပြင်ရမလဲဆိုတာငါလုံးဝမသိဘူး confusion စဝေးစဝါဖြစ်ပြီးရှုပ်ထွေးနေရဆိုရင် I have no idea what this means ဒါဘာကိုဆိုလိုလဲဆိုတာငါလုံးဝမသိဘူး uncertainty about the future အနာဂတ်အတွက်မတိကျမရဘူးဆိုရင် I have no idea what I will do ငါဘာလုပ်မလဲဆိုတာငါလုံးဝမသိဘူး lack of knowledge about someone တယောက်ယောက်အကြောင်းကိုကကနနမသိဘူးဆိုရင် I have no idea who she is သူဘာတူလဲဆိုတာငါလုံးဝမသိဘူး lack of knowledge about something တခုခုအကြောင်းကိုကကနနမသိဘူးဆိုရင် I have no idea how this works ဒါဘယ်လိုလုပ်လဲဆိုတာငါလုံးဝမသိဘူး
စသဖြင့်အသုံးပြုလေးရှိပါတယ်ရှင်ဒီလောက်ဆိုရင်နားလည်ရှင်းလင်းသွားကြပြီလို့မျှော်လင့်ပါတယ်အားလုံးဆင်နေကြပါစေရှင်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးလို့ကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုလေးမှာပြန်ဆောင်ကြမယ် bye